ဒီနေ့ကတော့မြန်မာနိုင်ငံချမ်းမြေဝန်ဆောင်မှုအသင်းကြီးရန်ကုန်တိုင်းဒေသကြီးအခုမြို့သစ်ခရိုင်ဘုံမြို့သစ်စိတ်ကမ်းမြို့နယ်2026-29တက်တန်းအတွက်ဥက္ကဋ္ဌပါဝင်အမှုဆောင်အားလုံး35ဦးကိုကျွန်တော်တို့ရွေးချယ်တင်မြှောက်ပြီးဖြစ်ပါတယ်။သူချချက်ကတော့မြန်မာနိုင်ငံချမ်းမြေဝန်ဆောင်မှုအသင်းကြီးရဲ့42မြို့နယ်မှာကျွန်တော်တို့ကကျွန်တော်တို့အပိုင်း3ပိုင်းပိုင်းတာပါပထမတစ်ပိုင်းကတော့မြို့နယ်တွေမှာလှုပ်လှုပ်ရှားရှားတွေဖြစ်နေတယ်သင်ရဲ့ရွေချက်တွေနဲ့တိုက်ညီမှုမရှိသေးဘူးအားနည်းချက်တွေရှိရင်တို့ဦးစားပေးကျွန်တော်ဂိမ်းဆိုင်နဲ့ကျွန်တော်ပြန်လေရွေးချယ်ခိုင်းတယ်ကြက်မှတ်တယ်အဲ့ဒါတော့ကျွန်တော်9မြို့နယ်10မြို့နယ်ပေါ့ပထမဆုံးစောစောရွေးတာဒုတိယတစ်ချက်ကတော့မြို့နယ်တွေမှာအောင်မြင်နေတယ်သူကဘိုးရဲ့အဲ့ဒါကျွန်တော်ဖွဲ့စည်းပုံစီးမင်းတွေဟောရွေချက်တွေနဲ့ကောလှုပ်ဆောင်တဲ့ဥက္ကဋ္ဌပါဝင်အမှုဆောင်ရဲ့လှုပ်ဆောင်ချက်တွေကအားကောင်းတယ်အဲ့ဒီလိုဟာတွေကြတော့ကျွန်တော်တို့ကတူးချင်းဒီနေ့ရွေးချယ်ခြင်းမလုပ်ဘူးအဲ့ဒါအဲ့ဒီဥက္ကဋ္ဌနဲ့အမှုဆောင်တွေရဲ့ညီညွတ်တဲ့ရွေးချယ်တင်ပြထားတာကိုပဲကျွန်တော်တို့ကတည်ပြုဆောင်ရွက်ပေးတယ်ဒီလိုစကားမျိုးတွေကလည်းအဲ့ဒီအစစ်ထဲမှာရှိပါတယ်တို့ပြင်တဲ့ဘိုးဥက္ကဋ္ဌကတော့အဲ့ဒါဥက္ကဋ္ဌကြီးဦးတေအောင်မြင့်တင်ပြတဲ့ဒုက္ခတွေတိုးချဲ့ဖွဲ့စည်းခြင်းနဲ့လက်ခံတယ်နော်ကျန်တဲ့အပိုင်းနဲ့လက်ခံတယ်ဥက္ကဋ္ဌဒီရောက်တဲ့ခါ29ယောက်ပဲရှိတယ်ဥက္ကဋ္ဌ35ယောက်ဖွဲ့စည်းလိုက်ပါအဲ့ဒါ site ကိုကြီးစေချင်တယ်မှုဆောင်ရဲ့ပါဝင်တဲ့အရေးအတွက် site ကြီးစေချင်site ကြီးတော့လူများတာပေါ့ဥက္ကဋ္ဌတို့အတွေ့အကြုံကတော့ကျွန်တော်တို့အသင်းဖွဲ့ထဲမှာယာရုတွေနဲ့တာဝန်တွေနဲ့ပေးလိုက်ရင်သူတို့ကဂုဏ်ယူတယ်ငကိုတွေကမရီစာကိုချစ်လို့ဝင်လာတာမတီစာတို့လှုပ်လာတာအသိမှတ်ပြုခံရကြတော့ခံရဖို့လိုတယ်အသိမှတ်လည်းပြုခံကြတယ်ဒါလူသဘောတဘာဝပဲဟုတ်လားကျွန်တော်တို့လောကကြီးမှာရက်တည်နေတဲ့သူတွေကဟုတ်လားဘုရားလိုပဲကိုလုံနေတဲ့စီဝါရေးမှာကိုရတဲ့သိမှတ်ပြုတယ်ကိုသိမှတ်ပြုတယ်ဆိုရင်ကောင်းတဲ့အမှုဖြစ်နေပဲကျွန်တော်35ဦးနဲ့ဖွဲ့စည်းထပ်ပြီးတော့တိုးချဲ့ပါတယ်ဒီရောက်ပါနောက်အဲ့လိုမျိုးကျွန်တော်တိုးချဲ့ဖွဲ့စည်းတဲ့ဝမ်းမြောက်စရာတွေ့ရပါတယ်ညီညီကြောက်ကြောက်ပါပဲတွေ့ရပါတယ်တော့ဒီတဲ့မှာအောင်မြင်လို့လာမဲ့တက်တန်းမှာလည်းများစွာမှအောင်မြင်စီချင်ပါတယ်အဲ့အောင်မြင်စီချင်တော့ကျွန်တော်ပြောပြခြင်းနဲ့ what is a leader what is a leadership ခေါင်းဆောင်ဆိုတာပါလေခေါင်းဆောင်ကတော့အဆင့်5မျိုးရှိတယ်ရှိတော့ဒီနေ့ရွေးချယ်တဲ့ဥက္ကဋ္ဌကြီးဦးတေအောင်မြင့်ပါဝင်ဒုက္ခတွေအမှုဆောင်တွေရှိတယ်ယာရုတွေကျွန်တော်တို့ပြီးခဲ့ပြီ position leader ပေါ့အခုခေါင်းဆောင်တွေရောကျွန်တော်တို့ဒီရွေးချယ်တင်ပြပွဲကပေးတဲ့ position leader ကဒီယာရုတွေကိုအဲ့ဒါ position ပေးလိုက်ဒီယာရုတွေကြီးပဲချိတ်ဆွဲပြီးတော့ငါတော့ဥက္ကဋ္ဌပဲငါဒုဥက္ကဋ္ဌပဲငါဗန္ဒာရေးမှုပဲစသည်ဒီဥက္ကဋ္ဌပေါ်မှာဒီယာရုပေါ်မှာပဲအဲ့ဒါဂုံတွေယူနေလို့မဖြစ်ဘူးတကယ်ဖြစ်ရမှာတော့ leader ဖြစ်ရဘာလဲ leader ဆိုတာလွှမ်းမိုးနိုင်ရတယ်ကိုယ်သိဖွဲ့မှာကိုယ်ဖွဲ့စည်းကိုလွှမ်းမိုးနေရမယ်လီဒါပြောရင်အများဖြင့်ပန်တဲ့စကားကိုပြောမယ်လီဒါလည်းအဲ့ဒါကျွန်တော် constitution ပါအတိုင်းပဲကျွန်တော်ဒီနေ့ရွေးချယ်တင်မြှောက်ပွဲရမြန်မာနိုင်ငံချမ်းမြေဝန်ဆောင်မှုအသင်းဖွဲ့စည်းပုံအခြေခံစီမင်းအပိုက်ဘလောက်ဘာတွေကိုညှို့ပြီးတော့လုပ်ပါတယ်ကြိုင်ပါတယ်လို့ကျွန်တော်တို့ပြောသွားတယ်အဲ့ဒီအတိုင်းလည်းခင်ဗျားတို့ပြန်ကြည့်ဖို့လိုတယ်ကျွန်တော်တို့လှုပ်ချင်တဲ့သဘောကျွန်တော်တို့ဥက္ကဋ္ဌကြီးရဲ့သဘောကျွန်တော်မှုဆောင်တွေပြောလို့လိုက်လှုပ်တာမျိုးမဟုတ်ကျွန်တော်တို့အများသတ်မှတ်ထားတာကိုကျွန်တော်လေးစားစားခံပြီးတော့ဒီဟာမျိုးပြောတယ်ဆိုတော့ဒီမှာကျွန်တော်တို့ကခုနကခေါင်းဆောင်ဆိုတာလွှမ်းမိုးနိုင်ရမယ်ခေါင်းဆောင်ဆိုတာကိုအသိဖွဲ့ထဲမှာကိုတကုံမျိုးသည့်စိတ်ကမ်းမျိုးနေရဲ့ဟာလားလူအပ်ချက်တွေကဘာတွေရှိပြီလဲဘာတွေကျွန်တော်အားသာချက်တွေ2023-26မှာလုပ်ခဲ့တယ်2026-29မှာဘာတွေလိုအပ်တယ်အရင်3နှစ်ကဟာလားကိုယ့်ရဲ့အားနည်းချက်တွေကိုဒီဘက်ရောက်လို့ရှိရင်အားဖြစ်ရအားနည်းချက်တွေကိုအားဖြစ်ရမယ်အားသာချက်တွေကိုပုံအားစာအောင်လုပ်ပေးရမယ်